ဒီနေ့တော့လေအရန်စိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်တစ်ပုဒ်ကိုဝေမျှချင်ပါတယ်အသိပညာကိုရှာဖွေနေတဲ့လူငယ်လေးတယောက်သူကမြစ်စွာပြားနဲ့တွေ့ဆုံမေးမြန်းခဲ့လေအဲ့ဒီတွေ့ဆုံမှုကနေပြီးတော့လေဒိုးရဲ့ဘဝအတွက်ဘလို့သင်ခန်းစာတွေရနိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဇလန်လေးကိုတမ်းမဝင်ခင်မှာလေစဉ်းစားကြည့်စရာမေးခွန်းလေးတစ်ခုအရင်မေးကြည့်အောင်အရာအလုံးကိုသိမြင်ကြတာဉာဏ်လင်းရပြီးသားပုံကိုယ်တယောက်ရဲ့ဉာဏ်ပညာကိုလေဒိုးကဘလို့များစမ်းသပ်လို့ရမှာလဲဟုတ်တယ်မလားတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်မေးခွန်းမယ်နော်ဟုတ်ပြီတိုးတဲ့ဇလန်တွေကအထက်ကစက်ကောင်းအစည်းတော်ပေါ့သူကမစ်စွာပြားရဲ့ညံတော်ကိုစမ်းသပ်ဖို့အတွက်တော်တော်လေးကိုထူးခြားတဲ့နီလန်းတစ်ခုကိုသုံးခဲ့တယ်သူကလေပါစက်ကနေထုံမဲတာမဟုတ်ဘူးသူ့ရဲ့စိတ်ထဲကနေပဲမေခွန်းတွေကိုတိတ်တိတ်ကလေးမေခဲ့တာအဲ့ဒါဘလောက်တောင်စိတ်လှုပ်ရှားစရာကောင်းမလဲစဉ်းစားကြည့်ပါဦးအဲ့ဒီမှာတန်းဇလန်ကတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးအပိုင်းကိုရောက်လာပြီအစည်းတာကလည်းရိုးရိုးလေးလို့ထင်ရပေမဲ့တကယ်တော့အရာနဲ့တဲ့ပုံဆောင်မေခွန်းတစ်ခုကိုသူ့စိတ်ထဲကနေပဲမေးလိုက်တယ်အဲ့ဟာကတော့ဥကောင်းဆိုတာဘာကိုပြောတာလဲတဲ့မြတ်စွာဘုရားရဲ့အဖြေကတော့လေတကယ်ကိုအံ့ဩမင်သက်သွားလောင်အောင်နည်းနည်းခဲ့တယ်ဒီအဖြေတစ်ခုတည်းနဲ့ပဲသူတို့နှစ်ယောက်ရဲ့စကားဝိုင်းကရိုးရိုးစမ်းသပ်မှုအဆင့်ကနေအယံကိုနှက်ဆိုင်တဲ့အတွေ့ခေါ်ဆွေးနွေးပွဲကြီးတစ်ခုဖြစ်ချက်ချင်းပြောင်းလဲသွားတော့တာပဲမြတ်စွာဘုရားကဘယ်လိုဖြေခဲ့လဲဒီလားဥကောင်းဆိုတာအဝိကြတယ်ပြရရင်အမှန်တရားကိုမသိမြင်နိုင်ခြင်းပေါ့ပြီးတော့လေတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကမြတ်စွာဘုရားကဒီမှာတမရလိုက်ဘူးပုံဆောင်ခိုင်းနိုင်မှုလေးတစ်ခုသုံးပြီးဆက်ရှင်းပြသွားသေးရဲ့အဲ့ဒီအဝိဇ္ဇာဆိုတဲ့မတိမှုအိုးခေါင်းကြီးကိုလေဝိဇ္ဇာပညာဆိုတဲ့ထက်မြက်တဲ့ဓာတ်တလက်နဲ့ဖျက်ပေးရမယ်တဲ့ဒီစကားကပဲနောက်ပိုင်းလာမဲ့ဆွေးနွေးမှုတွေအားလုံးတဲ့အခြေခံအုံးမြဖြစ်သွားခဲ့တာပဲအဲ့ဒီနောက်မှာတော့အစီတရဲ့ပုဂ္ဂိုလ်ရစံတက်မှုကနေပြီးတော့လူသားအလုံးကိုစားမင်းများနဲ့စက်ကဝါလာနဲ့ဆိုင်တဲ့မေခွန်းကြီးတဲ့စီကိုကူပြောင်းတော့ပါပြီဒီမေခွန်းတွေကလေဒုတိယချင်းစီတိုင်းနဲ့တကယ်ကိုသက်ဆိုင်နေတဲ့မေခွန်းတွေပါအစီတရဲ့ပထမဆုံးအဓိကမေခွန်းကဒါပါပဲသူကမေးလေလောကကြီးတစ်ခုလုံးကိုဘာအရာကဖုံးလွှမ်းထားတာလဲပြီးတော့ဘာကြောင့်များဒီလောကကြီးကမထုံးလက်နိုင်ပဲမောင်မိုက်နေရတာလဲတဲ့ဒါကလူသားတွေရဲ့ခြေခံအကြဆုံးဖြစ်တည်မှုနဲ့ပတ်သက်နေတဲ့မေခွန်းကြီးတစ်ခုပေါ့မဲစော်ပြရဲ့အဖြေကတော့တူတူလေးနဲ့လူရင်းပဲတကယ်ကိုအားပါတဲ့စကားလုံးတစ်လုံးနဲ့ဖြေချလိုက်တယ်အဲ့ဒါကတော့အဝိဇ္ဇာပါပဲတနည်းအားဖြင့်မတိမှုပေါ့မြတ်စွာဘုရားကဒီအဖြေကိုဒီမှာတင်မရပဲဆက်ပြီးတော့ခြေထွင်ရှင်းပြသွားတယ်လောကကြီးကိုမောင်မိတ်စေတဲ့အကြောင်းတရားတွေကဘာတွေလဲဆိုတော့ပထမတစ်ခုကတော့ခုနပြောတဲ့အဝိဇ္ဇာမတိမှုကဖုံးလွှမ်းထားလို့နောက်တစ်ခုကပမာဒလို့ခေါ်တဲ့မေးလျော့ချင်းတဘောကြောင့်မထွန်းလင်းနိုင်တာပြီးတော့မန်ထာလိုဝင်တုံမှုတွေကတ်ဆင်းနေမှုတွေကြောင့်လည်းလောကကြီးကပြင်းမနေရတာတဲ့ဒီအချက်တွေကတို့ဒီနေ့စီဘဝမှာလည်းကြုံတွေ့နေရတဲ့အရာတွေကြီးပဲနော်ကဲနောက်ခေါင်းစဉ်တစ်ခုကိုဆက်သွားကြည့်ကြရအောင်ဒီတစ်ခါမှာတော့တက်တော်ဝါတွေကိုဒီစင်းရန်တန်တရားထဲမှာဘလို့အရာတွေကချီနှောင်ထားတယ်လဲဆိုရဲအကြောင်းရင်းတွေကိုအဓိကထားပြီးဆက်ဆွေးနွေးသွားကြမယ်ဒီတစ်ခါအဇီတာရဲ့မေခွန်းကပိုပြီးတော့ထိမိနေတယ်သူကကော်ဆိုတဲ့အားကောင်းတဲ့ပုံဆောင်စကားလုံးကိုတုံးပြီးမေခွန်းလက်ခုပ်ကိုတစ်ခါတည်းမေးလိုက်တယ်ဒီလောကကြီးကိုကော်လိုမျိုးစီးကပ်နေအောင်ဘာကလှုပ်ထားတာလဲပြီးတော့ဒီလောကရဲ့အကြီးမားဆုံးဘေးအန္တရာယ်ကရောဘာဖြစ်မလဲတဲ့မေဆွာဘီယာရဲ့အဖြေနှစ်ပိုင်းကလည်းတကယ်ကိုရှင်းလင်းပြသပါတယ်လောကကြီးကိုကော်လိုစီးခတ်စေတာကတော့တဏှာတဲ့ပြောရရင်ဘလုံးမပြည့်နိုင်မတင်းတိမ်နိုင်တဲ့လိုချင်တတ်မှတ်မှုပေါ့အကြီးမားဆုံးဘေးအန္တရာယ်ကတော့ဒုက္ခဒါမှမဟုတ်ဆင်းရဲခြင်းမှပဲဆိုတော့ရှင်းရှင်းလေးပဲတဏှာကချီနှောင်တယ်ဒုက္ခကအကြီးမားဆုံးဘေးပဲအခုဆိုရင်တော့ဇလန်ကပြဿနာတွေကိုဖော်ထုတ်တဲ့အဆင့်ကနေလွတ်မြောက်ရလမ်းကိုညွန့်ပြတဲ့လက်တွေ့ချတဲ့အပိုင်းကိုရောက်လာပါပြီ။ဒါလာရိုဒီအားလုံးအတွက်အရေးကြီးဆုံးအပိုင်းလို့တောင်ပြောလို့ရပါတယ်။အစည်းတကဆက်မိပါတယ်။ဒီလောကကြီးကရေးအရင်နေနဲ့ပြည်နေတယ်။ကိလေသာရေးရင်တွေပေါ့။အဲ့ဒီရေးအရင်တွေကိုဘယ်လိုများတားဆီးလို့ရမှာလဲ။ဒီနေရာမှာရေးအရင်များဆိုတဲ့ပုံဆောင်စကားကစိတ်ထဲမှာအမြဲတမ်းစီးဆင်းနေတဲ့စိတ်အငြင်းအကြေးတွေနဲ့လောကီအလိုဆန္ဒတွေကိုကိုးစားပြုတာပါမြတ်စွာဘုရားရဲ့အစစ်အစစ်ပါတဲ့ဖြစ်စီနေရတကယ်ကိုရှင်းလင်းလွယ်ကူပါတယ်။လွတ်မြောက်ဖို့တတိတရားရောပညာတရားရောနှစ်ခုလုံးမရှိမဖြစ်လိုအပ်တယ်လို့ဆိုလိုတာပါ။ပထမအဆင့်ကတတိတရားနဲ့တာတမန်ဆောက်တယ်လို့မျိုးအဲ့ဒီရေရင်တွေကိုပိတ်ဆို့တားဆီးရမယ်။ပြီးရင်ဒုတိယအဆင့်အငင်းနဲ့ပညာတရားကိုသုံးပြီးအဲ့ဒီရေရင်တွေရဲ့အရင်းခံအမြစ်ကိုလုံးဝကိုဖြစ်တောက်ပြရမယ်တဲ့။ဟုတ်ပြီ။ဇလန်ကအခုဆိုအထိုးထစ်ကိုရောက်နာပါပြီ။အတိညာအလင်းရရှိုင်းဆိုတဲ့နောက်ဆုံးပန်းတိုင်အကြောင်းကိုဆက်ပြီးအာရုံစိုက်သွားကြရအောင်အစီတက်ကနောက်ဆုံးအနေနဲ့အဆုံးစုံလွတ်မြောက်ခြင်းရဲ့တဘောတဘာဝနဲ့အရာအလုံးချုပ်ငေးရအကြောင်းအန်တီမမေကုန်းကိုမေးမြန်းလိုက်ပါတော့တယ်။နန်တရားယုတ်တရားနဲ့ဝိညာဉ်တရားနောက်ဆုံးမှဘယ်နေရာမှာချုပ်ငေးသွားပါသလဲတဲ့။လန်ခီရဲ့နောက်ဆုံးပန်းတိုင်ကိုမြတ်စောခါကထုတ်ဖော်ပြလိုက်ပါပြီ။အဲ့ဒါကတော့နိဗ္ဗာန်ပါပဲ။
နိဗ္ဗာန်ဆိုတာဖြစ်တည်မှုတန်တရာစဝုံဤလုံးဝအဆုံးသတ်သွားတဲ့ဆင်းရဲဒုက္ခအာရုံချုပ်ငြင်းသွားတဲ့အဆုံးဆုံးသောငြင်းခမ်းမှုအခြေအနေတစ်ခုပဲဖြစ်ပါတယ် ဒီအမေအဖေတွေကအစိတာနဲ့သူ့နောက်လိုက်တဲ့အပေါ်မှာဘလောက်တောင်အားကောင်းပြီးချက်ချင်းအကျိုးတက်ရောက်သွားခဲ့တယ်လဲဆိုတာကိုကြည့်ပြီးကိုဒီဇက်လန်လေးကိုအဆုံးသတ်လိုက်ကြရအောင် ဒီစကားဝိုင်းရဲ့အသွင်ပြောင်းလဲစေတဲ့ရက်လက်ကိုကြည့်လိုက်ပါဦးဒီတရားစကားရဲ့တဟုံးဆွမ်းအားကဘလောက်ကြီးမားတယ်လဲဆိုတာကိုပြနေတာပဲအစစ်တာနဲ့သူ့တပေတစ်ထောင်းစလုံးဟာလေဒီတရားကိုကြားနာပြီးတာနဲ့ချက်ချင်းဆိုသလိုပဲအတိညာဉ်အလင်းရသွားခဲ့ကြတယ်တဲ့ဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့အလဲကြောင်းရေးတစ်ခုပါပဲ ဒီရှေးဟောင်းအသိပညာတွေကိုတိုးရရဲ့နေစဉ်ဘဝနဲ့တိုက်ရိုက်ချိတ်ဆက်ပြီးကိုယ်တိုင်ပြန်လဲသုံးသက်ကြည့်ဖို့အားပေးတဲ့နောက်ဆုံးမေးခွန်းလေးတစ်ခုနဲ့အဆုံးသတ်လိုက်ကြရအောင်ကိုယ့်ရဲ့ဘဝမှာတော့ဘလို့ရည်အင်းဒီကိုတားဆီးဖို့လိုအပ်နေပြီလဲဒီမေးခွန်းရဲ့အဖြေကိုရှာဖွေရင်းနဲ့အသိပညာအလင်းကိုရရှိနိုင်ကြပါစေ